အားလုံးမင်္ဂလာပါဒီဗီဒီယိုကဝန်ရိုက်ထားတာနည်းနည်းကြာပြီပေါ့နော်တစ်လနီးပါးလောက်ရှိပါပြီဒါအခုဒီဗီဒီယိုကတော့ဖုန်းတို့ဒီနေနေတဲ့ဟိုစာဝါလိုက်နေတဲ့ဒီစာနေတိုက်မှာဖုန်းရယ်ဖုန်းတို့အတော်ရယ်နောက်အဖေရယ်အမေရယ်ဖုန်းရဲ့ဟိုကိုရင်လေးနှစ်ပါးရယ်ပေါ့နော်စုပြီးတော့စွန်ကတ်အလှလောက်ထားတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ဒီလိုမျိုးအလှကတော့ဒီနှစ်အတွင်းမှာဖုန်းက2ခေါက်လှူခဲ့ပါတယ်ပြီးခဲ့တဲ့ဟို9လပိုင်းတုန်းကလည်းဒီစံနေတိုင်းမှာပဲလှူခဲ့တယ်ဒါအခုဒီတစ်ခါပါဆိုရင်တော့2ခါဒီလိုမျိုးစံနေတိုင်းမှာလှူရတာဘုံတအားဟိုဒီလှူချင်တယ်ပြီးလို့ရှိရင်လှူရတာလည်းပို့ပြီးတော့စိတ်ထဲမှာပျော်ရွှင်ရတာနောက်အခုဘုံနေနေတဲ့ဟိုစံနေတိုင်းမှာဆိုရင်တော့တန်ဃာပေါင်း150ကျော်ရှိတာဒီလိုမျိုးတခါတည်းတန်ဃာပေါင်း150ကျော်ကိုတခါတည်းဟိုစွန်ကတ်ခွေးရတယ်ဆိုတာကကုတူလည်းအများကြီးရတာဒါကြောင့်မို့ဒီလိုမျိုးဒီစနေတိုင်းမှာစွန်ကတ်ရတာကဖုံပို့ပြီးတော့ပျော်ရွှင်ရတယ်ပို့ပြီးတော့ဝမ်းသာရတာဗီဒီယိုကနည်းနည်းရှည်နေတော့လေဘုံကဟိုအပိုင်းတွေဖြတ်ပြီးတော့တင်ပေးမှာပေါ့နော်ဒါကြောင့်မို့အခုလိုမျိုးလှူဒန်းခွင့်ရတာကလည်းမိဘကိုတစ်ဖက်တစ်လမ်းကနေကျေးဇူးဆက်တဲ့တဘောဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့ဝမ်းသာရပါတယ်နောက်ထပ်မကဒီထက်မကဒီလူနန်တန်းနိုင်ပါစေနောက်ပြီးတော့လည်းအခုကြည့်ရှုနေတဲ့သူများအားလုံးလည်းဝမ်းသာပီတိဖြစ်ပြီးတော့ဓာတုခေါ်ဆိုနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ